တရားဓမ္မတွေတဲ့ဆောင်းဝဲဖြေကြုံမေကုန်းတစ်ခုမေးမယ်ဖြေပါလားနားထောင်မေကုန်းဟုတ်လားနံပါတ်1အရှင်သာတိဗုဒ္ဓရာမထေရမြတ်ကြီးကမြတ်စွာဘုရားကိုသင်္ကန်းတစ်စုံလှူဒန်း၏အဲ့ဒီမှာအလှရှင်ကအရှင်သာတိဗုဒ္ဓရာအလှခံပုဂ္ဂိုလ်ကဘုရားနံပါတ်2ဘုရားကအရှင်သာရိပုတ္တရာမထေရမြတ်ကြီးအားသင်္ကန်းတစ်စုံလှူဒန်း၏အဲ့ဒီမှာအလှရှင်ကဘုရားအလှခံပုဂ္ဂိုလ်ကအရှင်သာရိပုတ္တရာအဲ့ဒီနံပါတ်1အလှနဲ့နံပါတ်2အလှဌာနရဲ့အတူတူဘယ်ဌာနကအကျိုးကြီးတယ်လဲလို့မေးရင်ပြည့်တဲ့ဖြေမှားလဲကျတို့ဓမ္မရိုက်ဘူးဘာပဲ1ကအကျိုးကြီးလား2ကအကျိုးကြီးသလားဒါရကျောင်းသားဟောင်းကိုနဲ့ဆွေဖြေသားမအောင်ပါတယ်တဲ့လားနဲ့လားပြေသားနဲ့ဟုတ်ပြီနဲ့တခါကြီးဖြေတာတခါကြီးဖြေတာနဲ့ဆိုတော့အဖြေနဲ့ကြိုက်သွားတာပေါ့ဟုတ်လားဘာဖြစ်လို့နှစ်ကဘ누구ကလှူရတယ်ဘ누구ကလက်ခံတာလဲဆိုတော့ဖယားကလှူတယ်အရှင်သာရိပုတ္တရာကလက်ခံတယ်အလှရှင်ကဘာလုပ်လဲဖယားဟုတ်လားအလှလုပ်တဲ့အခါမှာအလှရှင်ကိုယ်တိုင်ကအလှရဲ့အကျိုးကိုနားလည်ပြီးလှူတိုင်းရဲ့အဲ့ဒီအလှဟာပို့အကျိုးကြီးတယ်။ဘာတဲ့လဲဟဲ့အလှရှင်ကိုယ်တိုင်ကအလှရဲ့အကျိုးကိုနားလည်ပြီးလှူရင်အလှကပို့ပြီးတော့အကျိုးကြီးတယ်